epic player squad နဲ့မှာနိုင်တယ်လို့ထင်နေတော့မလားဒါဆိုရင်တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ရိုး standard player squad နဲ့တစ်ဖက်ကပတ်စံတမိုးကြီး epic player squad ကိုဘယ်လိုနိုင်အောင်လဲဆိုတာကိုကြည့်လိုက်အောင် Hello and welcome one and all. The atmosphere building very nicely here. Gorgeous evening. The skies are clear. Didn't quite work. ပွဲစားနဲ့ကျွန်တော်ကိုလမနဲ့စားပြီး break ကိုတခြားတည့်ရတယ် Especially good past that. တစင်မြင်ပေးယူကိုစိတ်အေးနဲ့စော့တယ်ဒီမှာတောင်းမှကျွန်တော်ဖြန့်ပေးလိုက် Michael Olise တာလေးရောဒလင်းနဲ့ချက်လက်ထွက်သွားတဲ့ Bucking Power ပြတ်ပြီးတော့ကြံနေတယ်နော် Michael Olise တောက်လျှောက်ပဲဆွဲလာပြီးဖြတ်တယ်မောပေးတဲ့နေရာမှာတော့ Van Dijk ကောင်းသွားတဲ့အတွက်ကျွန်တော်ခွင့်ရတော့မရခဲ့ဘူးဗျာအဲ့မှာတစ်ဖက်ကလည်းကောင်တာတိုက်စစ်တစ်ခါစတာဗျစာချင်းဟိုမျောထိုးပေးတဲ့နေရာမှာ Michael Olise ကိုကျွန်တော်တို့ Nuno Mendes standard ကထိန်းပြသွားနိုင်ခဲ့တယ်နော် That's well seen too. ဒီမှာလည်း Michael Olise ရဲ့ Black Color ကန်ချက်ကို David De Gea ပုတ်ထုတ်ပြသွားပြီးတော့ကျွန်တော်တို့ဒီမှာဆို Black Color ကန်ချက်ကို David De Gea ပုတ်ထုတ်လိုက်တယ်ပြီးတော့ Alessandro Piano နဲ့ရှင်းပြီးတော့ကျွန်တော် Lisandro Martinez နဲ့နော်ဖြတ်ထုတ်နိုင်ရတယ်ဗျာဒီမှာ Van Dijk ပြလိုက်တဲ့ဘောလုံးကို Vinicius Junior ကြားပြလူပြီးတော့လွတ်ထွက်နေတဲ့ Ousmane Dembele ကိုကျွန်တော်မျောထိုးပြီးတော့ Dembele လုံးဝကိုယ်သမားရဲ့တောင်ထဲကိုဒီရိုးကန်ချက်နဲ့အဆုံးသတ်သွားခဲ့ရဗျာဒါ normal shot လေးနဲ့အဆုံးသတ်ပြသွားတာပါနော် Michael Olise ကျွန်တော်ရဲ့ Nuno Mendes ရိုး standard ကတ်ကိုဘလို့မှမကြော်နိုင်အောင်ဗျာ David De Gea ရဲ့ standard ကတ်ဘလောက်ထိကောင်းလဲဒီမှာကြည့်လိုက်နော်ဘုံကအမြင်ကြီးပေါ့ကျွန်တော်တက်ဆွဲတာနော်တကယ်ကောင်းတဲ့ကတ်ပါပထမပိုင်းတော့ 1C နဲ့ပြီးနေတယ်ဒီမှာတော့ဒီ David Villa လွတ်ထွက်သွားတယ်ဒီကနေ့ 1v1 situation မှာဒီကီယာလုံးဝတကယ်စေးပြသွားကြီးကြည့်လိုက်အောင်ဗျာဒီမှာ Virgil van Dijk ရဲ့အမားနေပဲကျွန်တော်ရဲ့ Musiala ရရှိလာတောက်လျှောက်ဆွဲပြေးလာနော် Virgil van Dijk ကဒီဘက်ကောင်လိုက်ကက်နေတဲ့အချိန်မှာ Musiala တောက်လျှောက်ဆွဲပြေးဒါပေမဲ့တက်ကက်ထိုးတယ်မပြတ်သွားပဲတော့ဒီပြန်ရှန့်ထွက်လာတဲ့လုံး Dembele ပိတ်သွင်းနေပဲဒုတိယအဆောင်ကိုထက်ရခဲ့တယ်ဒီမှာ Vinicius Junior ရဲ့ကျွန်တော်တို့ဒီ Cameron နဲ့နော်ဟိုဘက်က Zanetti တဝဲလုံး Junior ကိုမထိန်းနိုင်ဘူးဒီမှာလည်း Vinicius Junior တစ်ချက် fake shot နဲ့တစ်ချက်ပြန် fake နဲ့ Musiala ကန်တယ်ဒါပေမဲ့ရှေ့က block ထားတဲ့အတွက်ကိုသမား drive ဖမ်းမိသွားတယ်ပွဲကတော့ဒီ2ဂိုးတိုးဆိုတဲ့ရလက်နဲ့နိုင်ရရှိခဲ့တယ် all standard player နဲ့တကယ်ကိုတန်မိုးကြီးရဲ့ epic player squad ကိုနိုင်ရရှိခဲ့တာပါဒီလိုဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ channel လေးကို follow သွားဖို့မမေ့နိုင်ဘူးเนาะ